မိုင်နာလေးကိုကတ်ဖြေးသမီးအုပ်စုနံပါတ်1ပါဗျာမိုင်နာလေးကိုကတ်ဖြေးအတန်မကြရင်လစ်နာမယ်နော်မေကွန်းကိုတေချာနားထောင်ပါမေကွန်းနံပါတ်1မြတ်စွာဘုရားရှင်သည်ပထမဝါကျွတ်သောအခါသာသနာပြုစေလွတ်သည့်ယဟန္တာအရေအတွက်ညီမြရှိပါသနည်းဖြေပါ60ပါဗျာမေကွန်းနံပါတ်2ဗုဒ္ဓကောလာဟလကိုညီသူတို့ကဟစ်အော်ကြွေးကြော်ခဲ့ပါသနည်းသုတ္တဝါဒမြမကြီးပါဗျာမေကွန်းနံပါတ်3တရားဟောခြင်းအရာ၌ဣတရက်ရရှိတော်မူခဲ့သောမထေဤဘွဲ့တော်ကမြည်သို့ခေါ်ပါသနည်းရှင်ပုံနာပါဗျာမေကွန်းနံပါတ်4မြတ်စွာဘုရားရှင်သည်ခုနဝါမြောက်ဝါကိုမြည်သည့်နေရာ၌ဝါဆိုခဲ့ပါသနည်းဖြေပါတာရင်ကနတ်ပြည်ပါဗျာမေကွန်းနံပါတ်5ဝသည်အရှင်းရှင်းစစ်နိုင်၍ဝဘော်သို့ပြီးမြည်မြစစ်နိုင်ပါသနည်းဖြေပါရှစ်လုံးပါဗျာမေကွန်းနံပါတ်6မိဘတို့ကိုမကြွေးမွေးမပြုစုလင်ထိုသူတန်တန်၌မြည်သည့်မင်္ဂလာဆုပ်ယုပ်နေပါသနည်းမာတာပိတုဥပဋ္ဌာနမှာဗျာမေကွန်းနံပါတ်တတိယသင်္ကာယနာကိုယန္တာမထေမြည်မြပါဝင်ပြီးတင်တော်မူခဲ့ကြပါသနည်းဖြေပါ1000ပါဖေရရပါပြီ